ငရဲဆိုတာလူတွေကြားဖို့နေကြကြောက်စရာနေရာတစ်ခုထက်ပိုပါတယ်အခုကျွန်တော်တင်ဆက်ပေးချင်တာကတော့ပါဠိလိုကာလတော့လို့ခေါ်ပြီးမြန်မာလိုမြင်းမဲငရဲလိုအဓိပ္ပာယ်ရတဲ့ငရဲကြီးရှစ်ထက်ထဲကဒုတိယမြောက်ငရဲကြီးအကြောင်းပဲဖြစ်ပါတယ်ဒီငရဲဟာအဖြစ်ရှိသူတွေကိုဘယ်လိုမျိုးနာကျင်အောင်နှိပ်စက်တယ်လဲဆိုတာကိုကြားယုံနဲ့တင်စက်တီးထဆရာကောင်းလာပါတယ်ကာလတော့ငရဲသားတွေဟာလူပြည်မှာတော့ကမိဘတွေကိုပြင်မာခဲ့သူတွေယဟန်တန်ခါနဲ့ဒီလော့ရှိသူတွေကိုညှဉ်းပန်းနှိပ်စက်ခဲ့သူတွေပြီးတော့အဖြစ်မရှိတဲ့တရိษံလေးတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့သူတွေဖြစ်ကြပါတယ်သူတို့ငရဲကိုရသွားရဲ့အခါငရဲထိန်တွေကသူတို့ကိုမီးလျံတွေကြားထဲမှာအတင်းအတန်မှလဲချထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အလွန်ပူပြင်းပြီးနီရဲနေတဲ့တန်မြင့်ဂျူးတွေနဲ့ငရဲသားဟေခန္ဓာကိုယ်ပေါ်မှာအလျားလိုက်အနံလိုက်မြင်းချောင်းတွေဆွဲကြပါတယ်ဒီလိုမြင်းဆွဲတဲ့အခါငရဲသားရဲ့အသားတွေဟာတရှဲရှဲနဲ့လောင်ကျွမ်းသွားလို့အကွဲသွားရပါတယ်တကယ်တော့ကာလတုတ်ဆိုတဲ့အမည်ဟာမြင်းနဲ့တဲ့မြင်းလိုအဓိပ္ပာယ်ရတာပါငရဲသိန်းတွေကအဲ့ဒီလိုမြင်းနဲ့တဲ့မြင်းချောင်းတွေအတိုင်းလွှဲတွေပစုံတွေဓားတွေနဲ့တဖြည်းဖြည်းချင်းတိုက်ခတ်ကြတာဖြစ်ပါတယ်တစ်ချက်ချင်းစိတ်ရှည်လက်ရှည်လွှဲနဲ့တိုက်နေတယ်လို့မျိုးနာကျင်မှုဟာအဆုံးအစမရှိပါဘူးအသားတွေပြတ်တောက်သွားပြီလို့ငရဲသားဟာသိမသွားပါဘူးကံကြမ္မာရဲ့ရက်ဆက်မှုကြောင့်အသားတွေကပြန်ဆက်လာပြီးအစကနေပြန်ပြီးအဖြတ်ခံရပြန်ပါတယ်ဒီလိုနဲ့အကျဉ်းချင်းအခါအခါနာကျင်မှုကိုခံစားနေရတာပါဒီငရဲမှာခံစားရတဲ့ဝေဒနာဟာလူပြေကဘလို့ဒဏ်ရာမျိုးနဲ့မှနှိုင်းရှင်လို့မရနိုင်ပါဘူးငရဲမီးတဲ့အပူရှင်ကတင်တာမန်မီးထက်အစာပေါင်းများစွာပြင်းထန်လာပါတယ်အဲ့ဒီအပူရှင်ကြားမှာခန္ဓာကိုယ်ကိုစိတ်ကြိုက်ချစ်ကြောင်းတွေဆွဲပြီးအပိုင်းပိုင်းဖြတ်တောက်ခံရတဲ့ဒုက္ခဟာစဉ်းစားကြည့်ုံနဲ့တင်ရင်လေးစရာပါပဲငရဲသားတွေရဲ့အော်ဟစ်တန်တွေဟာငရဲလုံးဖက်တင်ထက်နေပြီလေဘသူကမှတနာကျင်တာမဟုတ်ပါဘူးဒါဟာသူတို့ပြုခဲ့တဲ့အကုသိုလ်ကံရဲ့တုံ့ပြန်မှုတတ်တာဖြစ်ပါတယ်ကာလတော့ငရဲသားတွေရဲ့တက်တန်းဟာလဲကြောက်စရာကောင်းလောက်အောင်ရှည်လျာလာပါတယ်လူပြေကနှစ်ပေါင်းတန်းနဲ့ချီပြီးကြာမြင့်နိုင်ပါတယ်အဲ့ဒီအချိန်အတွင်းမှာနားရမရှိအနားယူခွင့်မရှိဘဲအမြဲတမ်းအဖြတ်တောက်ခံရတာပါငရဲထိန်တွေရဲ့ရက်ဆက်လာတဲ့နှိပ်စက်နီးစနစ်နဲ့ငရဲသားတွေခံစားရတဲ့အဓိကဝေဒနာတွေကိုအသေးစိတ်ထပ်မံတင်ဆက်ပေးသွားပါမယ်ဒီငရဲရဲ့ထူးခြားချက်ကတော့စနစ်တကျနှိပ်စက်ခြင်းပဲဖြစ်ပါတယ်ငရဲသားတယောက်ဟာငရဲထိန်တွေရဲ့လက်ထဲကိုရောက်ပြီးဆိုတာနဲ့လွတ်မြောက်ဖို့လမ်းစာမရှိတော့ပဲကြောက်စားတိုင်တစ်ခုလိုငြိမ်နေအောင်အတင်းအဓမ္မချုပ်နှောင်ခံရပါတယ်။ငရဲထိန်တွေဟာအလွန်ပူပြင်းပြီးတောက်လောင်နေတဲ့တန်မြင့်အမဲကျိုးတွေကိုအသုံးပြုကြပါတယ်။အဲ့ဒီတန်ကျိုးတွေကိုငရဲသားရဲ့ကိုယ်ပေါ်မှာတင်းတင်းကြပ်ကြပ်နှိုက်ဆက်ပြီးမြင်းချောင်းတွေထင်ကြအောင်လုပ်ကြပါတယ်။အဲ့ဒီမြင်းချောင်းတွေဟာတာမန်အရာထင်ယုံလည်းမဟုတ်ပဲအသားတွေကိုနက်နက်ရှင်းရှင်းလောင်မြိုက်ဝင်သွားတာပါ။ဒီလိုမြင်းချောင်းတွေဆွဲရခြင်းရဲ့ရည်ရွယ်ချက်ကတော့လက်သမားတစ်ယောက်ဟာတစ်ခွက်ကိုအကွက်ချတယ်လို့ငရဲသားရဲ့ခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖြတ်ဖို့အတွက်လမ်းပေါ်ပေါ်တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အလုံးထပ်မြင်မြင်းမြန်တွေဖွက်နေတဲ့တွဲတွေပစုံးလို့အဲ့ဒီမြင်းချောင်းအတိုင်းတိတ်ခတ်ကြတာပါလေ။ခြေတောင်းလေးတွေကနေစပြီးခြေခွာခြေလုံးပေါင်ခါရင်ပတ်နဲ့ကောင်းထိတသားစီးစီးကိုစိတ်ရှည်လက်ရှည်လွှဲနဲ့တိုက်ကြပါလေ။လွှဲသားတစ်ချက်ချင်းရွေ့သွားတိုင်းအတွက်ထွက်ပေါ်လာတဲ့တရှဲရှဲအတိုင်းတွေဖြစ်နေငရဲသားရဲ့တွေးတွေကရေလိုစီးနေတယ်အဲ့ဒီတွေးတွေကလည်းငရဲမီးကြောင့်ဖူးပွက်နေတာပါလေငရဲသားဟာနာကျင်လို့အော်ဟစ်လိုက်တာမှာလေခေါင်းတွေကွဲအကုန်တာအထိပါဒါအပြင်ကာလတုတ်ငရဲမှာနှိမ့်ဆက်တဲ့အခါညင်းချောင်းတွေကိုပုံစံအမျိုးမျိုးဆွဲကြပါတချို့ကို4000ကွက်တွေထိလောင်ဆွဲပြီးအသားကိုအတုံးလိုက်အတစ်လိုက်ဖဲ့ပြစ်ပြပါတယ်တချို့ကတော့ဆက်ဝိုင်းပုံစံတွေဆွဲပြီးအသားကိုအလွှာလိုက်ခွာချပြစ်ပါတယ်ဒီလိုနှိမ့်ဆက်ခံရတဲ့အခါငရဲသားဟာတတိမြင့်ထွက်ခြင်းမိမယ်ငရဲရဲ့သဘောတရားအရာတတိမြင့်ခွင့်မရပါဘူးခံစားရတဲ့ဝေဒနာကိုအပြည့်အဝသိရှိနေရတာလေပိုပြီးကြောက်စရာကောင်းနေတာပါဒီနေရာမှာမေးစရာရှိတာကဘာလို့သိမသွားတာလဲဆိုတာပါငရဲသားတွေဟာသူတို့ပြုတ်ခဲ့တဲ့အကုသိုလ်ကံမကုံမချင်းဘယ်တော့မှတေခွင့်မရပါဘူးအသားတွေပြတ်တောက်သွားလိုက်ကံတရားကြောင့်အသားတွေကချက်ချင်းပြန်ဆက်လာလိုက်နဲ့
ဒီတန်တရားထဲမှာပဲလဲနေတာပါငရဲထိန်တွေကလည်းတခဏလုံးကိုနားမပေးပါဘူးအသားပြန်ဆက်လာနဲ့နောက်ထပ်မြင်းချောင်းတွေအစ်စ်တွေကိုထပ်ပြီးဆွဲကြပြန်ပါတယ်ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့ဒုက္ခတွေကိုခံစားနေရတဲ့ငရဲသားတွေဟာလူပြေတုံးကသူတစ်ပါးကိုညှမ်းဆဲရတာတရိษံတွေကိုတပ်ဖြတ်ရတာတွေကိုပျော်ပျော်ပါပါလွတ်ခဲ့ကြသူတွေဖြစ်ကြပါတယ်ကိုယ်တိုင်ခံစားရတဲ့အခါကျမှကံရဲ့အကျိုးပေးဟာဘလောက်အထိခါးတီးတယ်ဆိုတာကိုနောင်တကြီးစွာနဲ့သိမြင်ကြရပါတယ်